မရဏတာသခင်ဖရာကြွလာတော်မူဂျွန်လတရက်လာမည့်ဖြစ်ရများကိုရှင်းလင်းစွာဖော်ပြအကယ်စင်စစ်အရှင်ထာဝရဘုရားသည်မိမိကျွန်ပယောဖက်တို့အားမဖော်ပြဘဲအဘယ်အမှုကိုမျှစီရင်တော်မမူအာမုတ်အခန်းကြီး3အငယ်9ဂယုဏတကာပိတ်ခြင်းနှင့်ဒုက္ခဆင်းရဲကာလအတွင်းပြင်ဆင်ခြင်းအလုပ်တို့နှင့်ဆက်ဆက်သည့်ဖြစ်ရများကိုရှင်းလင်းစွာဖော်ပြထားသည်သို့တော်လည်းသူတို့အားမဖော်ပြဖို့သည့်အလားများစွာသောလူတို့သည်ဤအရေးကြီးသောတမန်တရားများကိုနားလည်ခြင်းမရှိကြတော့ချေကဲတင်ခြင်းအလို့ငါပညာတရားရရှိစေသည့်အရာများမှသွေဖီသွားစေရန်စာတန်သည်စောင့်ကြည့်နေသည်ဒုက္ခဆင်းရဲကာလတွင်ထိုသူတို့သည်အစဉ်သင့်မရှိဖြစ်နေကြမည်ကျွန်ုပ်တို့သည်ကမ္ဘာနောက်ဆုံးပိုင်းကိုရောက်လာချိန်တွင်နောက်ဆုံးသောနေ့ရက်များနှင့်သက်ဆိုင်သည့်ဘယောဖက်ဟောကြားချက်များကိုအထိုးလေ့လာရန်လိုအပ်သည်ဓမ္မတိကျမ်း၏နောက်ဆုံးကျမ်းတွင်ကျွန်ုပ်တို့နားလည်ရန်လိုအပ်သည့်တမန်တရားနှင့်ပြည့်လျက်ရှိသည်ဗျာဒိတ်ကျမ်းတွင်အစီအစဉ်တကျဖော်ပြသည့်လေးနက်သောသတင်းစကားများသည်ဖျားသခင်လူတို့၏စိတ်ကိုအလင်းအိုးဆုံးသိမ့်ပိုက်ထားရမည်ဖြစ်သည်တန်ဖိုးရှိသောအချိန်သည်လျင်မြန်စွာလွန်သွားလျက်ရှိသည်ကြာရှုံးသောလောကီသားတို့ဖျားသခင်စေလွတ်သောသတင်းစကားကိုဟောပြောရမည့်အချိန်ကိုလူရက်ခံမိအန်ဒရေကိုလူအများကြုံနေရကြသည်ထာဝရကာလအမှန်တကယ်ရှိသည့်အရာများနှင့်သက်ဆိုင်သောတမန်တရားကိုလေ့လာနေကြရမည့်စိတ်များထွေပြားနေခြင်းကိုစာတန်သည်ကျေနပ်နေသည်အလေးနက်ဆုံးသောဂုဏ်တော်ကိုသက်သေခံခြင်းတည်းဟုသောခရစ်တော်၏သက်သေခံချက်ကိုလောကကြီးသို့တည်ဆောင်ရပါမည်ဗျာဒိတ်ကျမ်းတအုပ်လုံးတွင်အမွန်မြတ်ဆုံးသောစိတ်ဓာတ်မြင့်တင်ပေးသည့်ဂတိတော်များရှိသည်ပြီးနောက်ကြောက်မက်ဖွယ်အကောင်ဆုံးသောလေးနက်သည့်သတိပေးချက်များလည်းပါရှိသည်တမန်တရားကိုသိရှိသည်ဟုဝန်ခံသူတို့သည်ခရစ်တော်အားဖြင့်ယောဟန်ကိုပေးသောသက်သေခံချက်ကိုမဖတ်ဘဲနေမလားဤကျမ်းတွင်မှန်းဆချက်များသိပ္ပံအတတ်လှည့်ဆမှုများမပါရှိပါဤကျမ်းတွင်ကျွန်ုပ်တို့ပစ္စုပန်နှင့်အနာဂတ်ကောင်းစားရေးနှင့်သက်ဆိုင်သောတမန်တရားများရှိသည်အပြင်းသည်အစံနှင့်အဘယ်သူခြားနာသနည်းတမန်ကျမ်းစာကိုဇွဲရှိရှိလေ့လာသူများနှင့်တမန်တရားကိုမေတ္တာဖြင့်လက်ခံရရှိသူတို့သာလျှင်လောကကိုဖန်ဆီးထားသည့်တကူကြီးသောလိမ်လည်ခြင်းမှအကာအကွယ်ရရှိကြမည်တမန်ကျမ်းစာ၏သက်သေခံချက်အားဖြင့်ရုပ်ဖြတ်ထားသောလိမ်လည်သူကိုရှာဖွေတွေ့ရှိနိုင်မည်ဖျားသခင်၏လူတို့သည်သူတို့မြင်ရသောအရာများနောက်သို့မယိမ့်မိစေရန်ကိုယ်တော်၏နှုတ်ကပတ်တော်၌ယခုခိုင်မြဲစွာတည်ဆောက်ကြပါသလားထို့သောအရေးကာလတွင်သူတို့သည်တမန်ကျမ်းစာတစ်ခု၌သာတွေ့နေကြမည်လော